right here, live in the flesh. When I tell y'all I am literally the only person. Sorry, bro. You're not the only one. Antec view အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးခြင်းတဲ့ဖုန်းကတော့ Huawei ရဲ့ Tri 4ဖြစ်တဲ့ Mate XT Ultimate Design ပဲဖြစ်ပါတယ် foldable ကို Samsung ကစခဲ့တယ်ဆိုပေမဲ့တခက်စမ်းသစ်ခဲ့တာ Huawei ဆိုတာညင်းလို့မရတဲ့အချက်ပါသူမတူတဲ့ design နဲ့လက်ရှိဈေးကွက်မှာတော့ Tri 4ဆိုလို့သူတစ်လုံးနဲ့ပဲရှိပါသေးတယ် Huawei ကဒီဖုန်းမှာတော်တော်လေးအားစိုက်ပြီး cook ထားရဲဆိုတာလုံးဝတွေ့မြင်နိုင်ပါတယ် screen 3ခုနဲ့ဖုန်းဖြစ်ပေမဲ့ခောက်ထားတဲ့အနေထားမှာ screen 2ခုပဲပါတဲ့ Samsung ရဲ့ Galaxy Z4 6 ထက်တောင်မှပါနေပါသေးတယ်လုံးဝပိတ်ထားမယ်ဆိုရင်တော့ 3.6mm ရှိပြီးတော့အကုန်လုံးဖြန့်ထားမယ်ဆိုရင်တော့ 12.8mm ပဲရှိပါတယ်ဘေးပပတ်လေကိုအလွန်ပါလာတဲ့ metal frame ရဲ့ပြီးတော့ hinge တွေကို stainless steel နဲ့ပြုလုပ်ပေးထားပြီးတော့ camera housing ကိုလည်းလုံးဝအနုစိတ်ပုံဖော်ထားရပဲဖြစ်ပါတယ် camera housing ဟာဆိုရင် stainless steel အလွှာပေါင်း80ကိုမှတေချာ polish လုပ်ပြီးတော့မှဖန်တီးထားတာပါ Tri 4ဖြစ်တဲ့အတွက်သူ့ရဲ့ hinge နှစ်ခုကတစ်ခုနဲ့တစ်ခုအလုပ်လုပ်ပုံမတူပါဘူးပထမတစ်ခုကအတွင်းဘက်ကိုခောက်ပြီးတော့ဒုတိယတစ်ခုကတော့အပြင်ဘက်ကိုခောက်တယ်နောက်ပြီးတော့သူတို့ရဲ့ design တွေကလည်းမတူဘူးပထမတစ်ခုကတော့ကျွန်တော်မြင်တွေ့နေကြ design တွေရပဲဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့ဘဲဟုပုံစံ hinge လေးပေါ့နော် hinge တွေကခောက်တာတော်တော်လေး smooth ဖြစ်ပြီးတော့ဒီအပြင်ဘက်က hinge မှာဆိုရင် magnet တွေလည်းပါတာဖြစ်တဲ့အတွက်ခောက်တာတော်တော်လေး snappy ဖြစ်သွားတယ်ဟာနေရမျိုးတွေပါမရှိတော့ဘူးပေါ့နော်ဒီလောက်ထိပါလာပေမဲ့ cover screen ကို 6.4 inches screen သုံးပေးထားပြီးတော့လုံးဝအကျယ်ဖြန့်လိုက်မယ်ဆိုလို့ရှိရင် 60:11 aspect ratio နဲ့ 10.2 inches ရှိတဲ့ display ကိုရရှိမှာပါပြောရမယ်ဆိုလို့ရှိရင်တော့ iPad ရဲ့ size တွေနဲ့တော်တော်လေးကိုနီးစပ်တယ်လို့ပြောလို့ရပါတယ် resolution ကလည်း 3K ထိရှိပြီးတော့ pixel density ရတယ်တော်တော်လေးကိုကြည်ကြည်လစ်လစ်ရှိရတွေ့ရပါတယ် refresh rate အနေနဲ့ကတော့ 90Hz ပါ crease တွေကတချို့ angle လေးတွေကကြည့်မယ်ဆိုရင်တိတ်ပြီးမသိတာဘူးဆိုမဲ့မြင်တော့မြင်နေရပါသေးတယ် brightness အနေနဲ့ကတော့940လောက်ထိရှိပြီးတော့ outdoor မှာဆိုလို့ရှိရင်အဆင်ပြေပြေနဲ့ကြည့်လို့ရတယ် HDR10 လည်း support ပါသေးတယ်အနီရောင်ရောအမဲရောင်ရောကြောဘက်က leather cover နဲ့ဖြစ်ပြီးတော့ကန်ရတော်တော်လေး grip ကောင်းပြီးတော့ premium ဆန်တဲ့ look ကိုပေးပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲသူ့မှာ water resistant မပါပါဘူးဖုန်းကပါတဲ့အပြင်ပေါ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူ့ရဲ့ camera ဘက်အချမ်းလေးကတော့အနည်းငယ်လေးတော့လေးနေဖြစ်တဲ့အတွက်အလဲကနေကြိုက်မယ်ဆိုလို့ရှိရင်တော့ camera ဘက်အချမ်းကိုတော့အလေးချိန်လေးစီးနေတာပေါ့ global version မှာဆိုရင်တော့ EMUI 14.2 ကို out of the box သုံးရမှာဖြစ်ပြီးတော့ဒီ China version မှာဆိုလို့ရှိရင်တော့ Harmony OS 4.2 နဲ့လာမှာပါ CPU ကတော့ Huawei ရဲ့ကိုယ်ပိုင် chipset ဖြစ်တဲ့ Kirin 9010 chipset ကိုသုံးပေးထားတယ်latest တော့မဟုတ်ဘူးပေါ့နော် Mate 6မှာသုံးပေးထားတဲ့ 9020 လောက်တော့ powerful မဖြစ်ဘူးဒါကြောင့်လဲ 120Hz မဟုတ်ဘဲနဲ့ 90Hz refresh rate ကိုပဲသုံးပေးထားတာဖြစ်မှာပါ performance ကတော့ပြောရမယ်ဆိုရင်တော့ mid range ဖုန်းတစ်လုံးရဲ့အနေထားလောက်တော့ရှိပါတယ်ကျွန်တော် foldable ဖုန်းတွေမှာတုံမဆန်းပစ်ပေမဲ့အခုဒီဖုန်းမှာဆန်းပစ်တဲ့အရာကတော့သူ့ရဲ့ camera ပါ screen 3ခုတောင်ပါတဲ့ foldable ဖြစ်ပေမဲ့ဒီဖုန်းက camera ဘိုင်းမှာတော့လုံးဝ weight မလျှော့ထားဘူးဗျmain camera အနေနဲ့ Mate X6 ရဲ့ 1.56 sensor နဲ့ camera ကိုပဲပြန်ပြီးသုံးပေးထားတယ် ultra wide အနေနဲ့12 megapixel telephoto အနေနဲ့12 megapixel တို့သုံးပေးထားတယ် point and shoot မှာဆိုရင်သူ့ရဲ့ဒီ camera ကနေပေးတဲ့ပုံတွေက foldable ဖုန်းတစ်လုံးကနေရိုက်ပေးထားတဲ့ပုံတွေလို့မထင်ရလောက်အောင်တော်တော်လေးကိုမိုက်ပါတယ်ရိုက်လိုက်တဲ့ပုံတွေက contrast မြင့်နဲ့ noise လည်းမရှိသလောက်ရှားပြီးတော့ဒီ dynamic range လေးတွေကလည်းမစိုးဘူးdetail လေးတော်တော်များများရတယ်လို့ပြောလို့ရတယ်ဗျ Huawei နဲ့ zoom in ပိုင်းကဒီ foldable မှာတော့ခွဲထားလို့မရဘူးဗျသူရဲ့ဒီ12 megapixel telephoto လေးကရိုက်ပေးတဲ့ပုံတွေကတော်တော်လေးကိုမိုက်တယ် crisp ဖြစ်ပြီးတော့တော်တော်လေးလက်ခံပေးလို့ရတဲ့အနေထားမှာရှိရဗျ foldable ဖုန်းတစ်လုံးအနေနဲ့ဆိုရင်ပေါ့လေ night mode မှာဆိုလို့ရှိရင်လည်းကျွန်တော်ထင်ထားတာထက်တောင်မှပိုပြီးတော့ကောင်းနေသေးတယ် color တွေကအရင် over saturated ဖြစ်နေရမရှိဘဲနဲ့ဒီ exposure လေးတွေကလည်းတော်တော်လေး balance ဖြစ်တယ် dynamic range လေးလည်းမစိုးဘူးဒါပေမဲ့တချို့နေရာလေးမှာတော့ color လေး soft ဖြစ်နေရမျိုးလေးတော့ရှိတတ်တယ်ဗျဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်တော့ 4K ကို 60fps နဲ့အမြင့်ဆုံးရိုက်လို့ရမှာပါဒီလောက်ပါတဲ့ဖုန်းဖြစ်ပေမဲ့သူ့မှာ battery ကို 9600 mAh ရှိတဲ့ battery ကိုသုံးပေးထားတယ်66W fast charger နဲ့ပါ battery size က9600ဆိုပေမဲ့သူ့ရဲ့ screen က 10.2 inch ဖြစ်နေတဲ့အတွက်ပြန်ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင် mid range ဖုန်းတစ်လုံးရဲ့ battery life လောက်ပဲရပါတယ်ဒါပြောမယ်ဆိုလို့ရှိရင်အရင်ကြီးတော့စိုးရွားလာတဲ့ battery life တော့မဟုတ်ပါဘူး
Okay user experience တွေ share ပြီးပြီဆိုတော့သူ့ရဲ့ဈေးလေးအကြောင်းပြောအောင်ထိုင်းမှာဝယ်မယ်ဆိုလို့ရှိရင်တော့ဘက်က3,200,000နီးပါးလောက်တော့ရှိရဗျ3,200,000အရင်များရဆိုရင်3,000အောက်နဲ့ဝယ်လို့ရမယ့်နေရာလေးကိုကျွန်တော်ပြောပြပေးပါမယ်အခုကျွန်တော် review လုပ်ပေးနေတဲ့ဖုန်းလေးနှလုံးကို Apple Plus Mobile ကနေပြီးတော့ကိုကြီးထောက်ပံ့ပေးတာဖြစ်ပြီးတော့အနီရောင် Mate XD လေးက China version ဖြစ်ပြီးအမဲအောင် Mate XD လေးကတော့ global version ပဲဖြစ်ပါတယ်ဆိုတော့ global version လေးက batch 8,900နဲ့ဝယ်လို့ရပြီးတော့သူ့မှာ3-year warranty ထိရှိမယ် 1TB version မှာဆိုတော့ဓာတ်ပုံတွေကြိုက်ပြီးတော့တင်လို့ရမယ်ဆိုတော့အနီရောင် version လေးကတော့ batch 9,900နဲ့ဝယ်လို့ရမှာပဲဖြစ်ပါတယ် Apple Plus Mobile မှာ brand new နဲ့ second phone တွေကိုလက်ငင်းပြင်အရေးကြနေပါရောင်းချပေးနေပါတယ်ဆိုင်ရဲ့ဒီနေရာလေးကတော့ဘန်ကောက်မြို့ပတူဝမ် area မှာရှိတဲ့ MBK Center ရဲ့4လွှာ Zone 4B03 ပဲဖြစ်ပါတယ်။ unit လေးပံ့ပိုးပေးတဲ့ Apple Plus Mobile ကိုလည်းအထူးပဲကျေးဇူးတင်ရှိတဲ့အကြောင်းပြောကြားချင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားတဲ့အတွက် viewer အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။